ဒါကိုတော့အေဒန်ဟီဖန်ကတော်တော်ကြီးကောင်းကောင်းကြီးကိုကစားသွားပြနိုင်တယ်အရန်ကောင်းလို့ပဲလားမသိဘူးဒုတိယပိုင်းမှာနားကိုသွားရောကျွန်တော်တို့အဲ့ဒီဘဲဘဲချန်ခံစစ်ကလည်းကတ်ဆိုင်နေတာပထမလီဇန်ဒိုမာတီနဲ့နားတယ်လန်နီယိုအဲ့ဘက်ချန်လေးမှာခဏသွားဆော်လိုက်တာနားတယ်အခုအေဒန်ဟီဖန်နားပြန်ပြီဒီကိုဓာတ်လို့ကလည်းဘယ်ချမ်းမှာကောင်းတာလားညာချမ်းမှာကောင်းတာလားမပြောတတ်တော့သူကောင်းကျင်တဲ့အချိန်မှာကောင်းကျင်တဲ့နေရာမှာကောင်းနေရဆိုတော့ဒီကောင်ကဘယ်မှာကောင်းမှာလို့ပြောလို့မရတော့ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Red Story ကနေကြိုးဆိုပါရစေ United တော့ Leicester City အသင်းရဲ့အိမ်ခွင် King Power Stadium ကိုတွားရောက်ရှင်ပြန်ကစားတဲ့နေရာမှာ3ဂိုးကိုမရှိဆွဲကြလက်နဲ့ဂိုးပြက် clean sheet နဲ့အနိုင်ယူနိုင်ခဲ့ရပေါ့နော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးအသင်းရဲ့ကစားပုံကတော့အသင်းရဲ့ကစားပုံကတိုးတက်လာတယ်ဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်တို့ Patrick Dorgu မပါဘူးဒီ Eriksen က Zaxi ရဲ့နေရာမှာဝင်စော်တာကတော်တော်ကြီးအဲ့ဒီဘက်ပါလှုပ်အားနှုံးကဒါစကားပြောရဲပေါ့ Zaxi ကဘောလုံး6ထဲရှိနေတဲ့အချိန်ရောမရှိနေတဲ့အချိန်ရောသူ့ရဲ့ကစားအားနှုံးကအသင်းတို့ကတော်တော်သိတာတယ်ဒီတော့ဒီနေ့ပွဲမှာ Eriksen က Zaxi နေရာမှာဝင်စားတယ် Eriksen ကဘောလုံး6ထဲရှိနေတဲ့အချိန်မှာဆိုရင်တော့ကောင်းတယ်ဒါပေမဲ့ဒီနေ့အဲ့ဒီဘောလုံး6ထဲရှိနေတဲ့အချိန်မှာကောင်းတယ်ဆိုတဲ့ Eriksen ကိုဒီနေ့ပထမပိုင်းမှာအပြက်တရားများတာဘောလုံးဒါကိုမှ Diego Dalot က Eriksen နဲ့ပေါက်ပြီးအဲ့ဒီပဲအချက်မှာပေါ်လီပေါ်ပြက်တွေလုံနေတာဒီတော့အဲ့ဒီဘဲဘဲချမ်းရဲ့အဟိုးပဲနောက်ဆုံးခံစစ်တဲ့အေဒန်ဟီဗန်ကဒီနှစ်ယောက်တလွဲလုံးသမျှကိုဒိုင်ငန်းပြီးရှင်းနေတာဂျားထဲမှာဗီတာလင်ဒီလော့ဖ်ကကျွန်တော်လုပ်တဲ့အလုံးတွေပါသေးတယ်အေဒန်ဟီဗန်အဲ့ဒါတွေအကုန်လုံးဒိုင်ငန်းပြီးရှင်းနေရတာဒါကိုတော့အေဒန်ဟီဗန်ကတော်တော်ကြီးကောင်းကောင်းကြီးကိုကစားသွားပြနိုင်တယ်အရန်ကောင်းလို့ပဲလားမသိဘူးဒုတိယပိုင်းမှာနားကိုသွားရောကျွန်တော်တို့အဲ့ဒီဘဲဘဲချန်ခံစစ်ကလည်းကတ်ဆိုင်နေတာပထမလီဇန်ဒိုမာတီနဲ့နားတယ်လန်နီယိုအဲ့ဘက်ချန်လေးမှာခဏသွားဆော်လိုက်တာနားတယ်အခုအေဒန်ဟီဗန်နားပြန်ပြီဒိုင်ယန်ချင်းတွေကတော့ကျွန်တော်အခုဗီဒီယိုလုပ်နေတဲ့အချိန်ဒီရောတိတိကျကျတည်တည်ချာချာကြားထားခြင်းတော့မရှိဘူးဖြစ်သွားတဲ့ပုံစံရတော့စိုးပုံရတယ်ဇာတိကုံထိတောင်နားသွားနိုင်တယ်ဒီဘက်မှာအဖက်ဖက်ကအားရစရာအကောင်ကျင်းနေစရာကောင်းငယ်သားနဲ့ဒီအေဒန်ဟီဗန်လေးနားသွားတာတော့ကျွန်တော်တို့အတွက်တော့သတင်းစိုးတစ်ခုပေါ့နော်ကွင်းလင်ကဥကာရီနဲ့ကက်စမဲရိုမှာတော့ကျွန်တော်ကအခုကက်စမဲရိုကိုတော့ပိုးသဘောကျနေသေးတယ်ဥကာရီအနေနဲ့ဒီနေ့ပွဲမှာသူအရန်လုံးနေရမျိုးရှိရဲတိုက်စစ်ကိုပေးဖို့တဲ့ best တွေမှာလည်းသူကကက်စမဲရိုလောက်ကြီးထိရောက်ရောက်ကြီးမပေးနိုင်ဘူးဒါကတော့ကက်စမဲရိုကအတွေ့အကြုံသူ့ထက်ပိုများတဲ့ကသမားမလို့ဒီနေရာတွေမှာပိုကောင်းတာဖြစ်နိုင်တယ်နောက်ပိုင်း physical ဘိုင်းအရန်မလိုအပ်တဲ့ပွဲမျိုးတွေဆိုရင်တော့ကက်စမဲရိုကိုသုံးတယ်လို့ကျွန်တော်ကမြင်တယ်ဒီ physical ဘိုင်းအရန်လိုအပ်တဲ့ပွဲမျိုးမှာတော့ကက်စမဲရိုကမရပါဘူးမာဇာရာဝီကလည်းဝင်းဘက်မှာဆော့ရင်အမာတာအားများတယ်လုံးဝမငြိမ်ဘူးဒီစင်တာဘက်မှာဆော့ရတယ်ဝင်းဘက်မှာဆော့ရတယ်တခြားစီပဲသူကစင်တာဘက်ကိုသာဆင်းဆော့လိုက်ရင်ငြိမ်လဲငြိမ်လာတယ်တိုက်စစ်လိုက်ပါမှုကလည်းပိုကောင်းတယ်ဝင်းဘက်မှာဆော့ရင်သူအရန်အမာများတယ်ဒီနေ့ပွဲမှာကိုအစားပိုင်းဒီသူ right wing back ဆော့တာနဲ့အေဒန်ဟီဗန်နာဝါလို့သူဒီစင်တာဘက်ဆင်းဆော်ရတဲ့အချိန်မှာဒီနှစ်ခုရှင်းကြည့်ရင်ကိုသူအဲစင်တာဘက်မှာသူဆော်တာပို့ပြီးတော့အားရဖို့ကောင်းတယ်ဒီနေ့နဲ့ဒီနေ့ပွဲမှာတော်တော်ကောင်းတယ်နော်အဓိကအဖြစ်ဒုတိယပိုင်းမှာသူပိုကောင်းတယ်အစောပိုင်းတော့အေဒန်ဟီဗန်လေးကပိုကောင်းတယ်ဒါပေမဲ့ဟီဗန်ထွက်သွားတဲ့နောက်ပိုင်းမှာဒီလစ်ကပိုကောင်းလာတယ်ဂျင်မီဘာဒီတယောက်တည်းလွတ်ထွက်သွားပြီး NDD ကိုထိုးပေးတယ် NDD ကန်တဲ့အလုံး block သွားတယ်လို့ဆိုရင်တော်တော်ကောင်းတာဘာဒီလင်းလုံးကိုကြော်ပြီးပြည့်ထွက်လာကြတဲ့အဲ့ဒီမှာဒီလစ်တယောက်ပဲရှိတာ NDD ကလည်းဟိုဘက်မှာပြေးဝင်လာပြီမာဇာရာဝီကဘာဒီစီကိုနောက်ကနေပြေးလိုက်လာရဲဆိုပေမဲ့ချက်ချင်းမမီသေးဘူးဒီအချိန်မှာဒီလစ်က NDD နဲ့ဘာဒီကြားထဲမှာသူခွာချက်ထားတာနှစ်ယောက်ကြားထဲမှာဘာဒီကလည်းသူ့နောက်ကမာဇာရာဝီမီလာနဲ့သူကလည်းပို့ပြီးတေချာမဲ့ NDD ကိုထိုးပေးတယ်ဒီမှာ NDD ကန်တဲ့အချိန်မှာဒီလစ်ကကွက်တီလှည့်ပြီးတော့ block သွားဒီလစ်ကဒါမျိုးတော့သူကအပိုင်ပဲသူကကျိုးတွက်ပြီးသားကျိုးပြီးတော့ block ပြီးသားပြဿနာသူ့ထက်နဲ့တဲ့တိုက်စစ်မှုနဲ့တွေ့ရင်တော့သူကကားကားကြီးကြံနေတာတော်ရုံအခြေအနေတော်ရုံကစားသမားမျိုးကတော့သူကလုံးဝကွက်တီတိုင်ပင်ခိုက်သူကဘလော့ပြီးသားအေဒန်ဟီဗန်လေးနာသွားပြီးရဲ့နောက်ပိုင်းမှာအသင်းကစားပုံကနည်းနည်းလေးပြာသွားသေးတယ်တစ်ချက်ကျသွားအဲ့ဒီအချိန်မှာလက်စတာကတောက်လျှောက်ပြန်ပြီးဖိအားပေးရအောင်ခံရတယ်ပေါ့ခနာချိုအလုံးကိုတော့လို့ဒါလက်စတာပြန်ပြီးကျသွားတာအစားကဒီဟီဗန်နာသွားပြီးနောက်ပိုင်းမှာအသင်းကနည်းနည်းလေးကျသွားတယ်တကူကလည်းရထားတော့ပေါ့သွားတယ်ပါရဲ့ပေါ့ဒီကိုဓာတ်လို့ကလည်းဘယ်ချမ်းမှာကောင်းတာလားညာချမ်းမှာကောင်းတာလားမပြောတတ်တော့သူကောင်းကျင်တဲ့အချိန်မှာကောင်းကျင်တဲ့နေရာမှာကောင်းနေရဆိုတော့ဒီကောင်ကဘယ်မှာကောင်းမှာလဲလို့ပြောလို့မရတော့လူငယ်သားသမားလေးဖြစ်တဲ့ Harry Armas ကလည်းသူ့ရဲ့အသက်16နှစ်ပြည့်တဲ့မွေးနေ့မှာပဲဒီစီနီယာအသင်းကြီးမှာသူပွဲထွက်ခင်ရခဲ့တယ်ပေါ့နော်ကစားတော်ကလည်းမဆိုးပါဘူးဒီကစားသမားလေးကဆုံးဖြတ်ချက်တချို့လိုအပ်ချက်လေးတွေရှိတယ်ဆိုပေမဲ့သူ physical ဘိုင်းမထင်အောင် Harry Armas ကဒီ Leicester ကစားသမားရင်းနဲ့သူphysical ဘိုင်းကိုသူရှင်းပြီးကစားနိုင်တယ်နော် maybe သူကလူစားဝင်လာလို့လည်းဖြစ်မှာပေါ့
ဘာပဲဖြစ်ဖြစ်ဒီလောက်ကစားနိုင်ရင်ကိုကျွန်တော်တို့သူ့ကိုတချို့အသင်းငယ်လေးနဲ့ပွဲတွေမှာဆိုရင်ထည့်သုံးလို့ရတယ်လीနော်ဇက်ဇီတို့ကက်စမီရိုတို့တိုဘီကိုရဲလာတို့လေလူစားဝင်ကစားသွားခဲ့တာခြေသွမ်းနေမစိုးဘူးပြောလို့ရတယ်တိုဘီကိုရဲလာဆိုရင်အေဒန်ဟီဗန်နာတော့သူလူစားဝင်လာတယ်မာဇရာဝီရဲ့ဆန်နာဘက်ကိုဆင့်စော်တယ်ဒီတိုဘီကိုရဲလာဒီ right wing back မှာသူစော့ခဲ့သေးတယ်စော့ပိုင်းမှာနောက်ပိုင်း Harry Armas တို့ဝင်လာမှာ Armas ဒါလောက wing back အတွဲဖြစ်သွားပြီးတော့သူကကွင်းလေကို Casemiro နဲ့ဆင့်ပြီးတွေ့တာ Bruno ကအဲ့ဒီအချိန်မှာရှိနေနံပါတ်10ကိုပြန်ရောက်တယ်ပေါ့ကိုရဲလာလေးလေဒီ wing back နေရာမှာဆော့တော့ကွင်းလေမှာဆော့တော့တာဝန်ကြီးလို့ပြောလို့ရတယ်ဒီနေ့ပွဲမှာ Casemiro ဇက်ဇီကိုလည်းလီဒူစားဝင်ကစားသွားတဲ့အချိန်မှာဘာမှအပြစ်ပြောစရာမရှိဘူးအကုန်တာဝန်ကြီးတယ် Rasmus Hojlund ကတော့နောက်ဆုံးမှာတော့သူဂိုးပြန်ရသွားခဲ့ပြီပဲပေါ့နော်ရှေ့ဆိုစီတဲ့နဲ့ပွဲစဉ်မှာကလေးကကိုကရချင်တယ်သူက confident အားနေနေတော့မကန်ရဲဘူးဖြစ်နေလို့ပေါ့ဒီနေ့ပွဲမှာတော့သူ့အနေနဲ့တကယ်ကောင်းတဲ့ဒီကန်ချက်နဲ့ပဲကိုပြန်ရခဲ့တယ်ပေါ့နော်တွင်းသွားလည်းညာနဲ့ကန်သွားတာပါဒီသားသမားကသူ့ရဲ့ finishing အရင်ညံ့တဲ့ထဲမပါဘူးပြဿနာအဲ့ဒီသူကန်ခွင့်ရတဲ့အထိသူမလုံနိုင်တာပြဿနာတက်နေတာသူကန်ခွင့်ရရင်တော့သူ့ရဲ့ kick power သူ့ရဲ့ ball strike ကြီးကလည်းဒီသားသမားအကောင်းပြီးသားယုံကြည်မှုအားသာပြန်ကောင်းလာရင်သူဂိုးတွေပြန်ပြီးရလာပါလိမ့်မယ်အသင်းကစားပေါ်ကလည်းတိုးတက်လာရဲဆိုရင်တော့သူ့အနေနဲ့အခွင့်အရေးတွေကလည်းအရင်ထက်ပိုပြီးရလာအောင်ပါဒီအချိန်မှာတော့သူအသုံးချနိုင်တော့ဒီကစားသမားစီကကျွန်တော်တို့ဂိုးတွေထပ်ပြီးမြင်လာရအောင်ပါပေါ့ကာနာချိုလေးလက်ဒီနေ့ပွဲမှာဂိုးပြန်ရခဲ့ပြီပေါ့နော်သူလည်းဂိုးမရတာခြားထဲမှာတော်တော်ကြီးကိုကြားနေပြီဒီကာနာချိုရဲ့အလုံးရော Rasmus Hojlund ရဲ့အလုံးရောဂိုးဖန်နေမှုက Bruno စီကနေလာတာBruno Fernandes ကတော့ဒီနေ့ပွဲမှာကိုယ်တိုင်လည်းတကိုးသွင်းနဲ့ကျန်တဲ့နှစ်ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့တယ်။ Fernandes ရခဲ့တဲ့ဂိုးမှာဆိုရင်ဒီကိုဒါလောရဲ့ရှာပါ step over လုပ်ပြီးလွတ်ထွက်လာတဲ့ဘောလုံးချိုးပေးတာ။ Bruno က area ထိပ်ကနေအပြင်းကန်သွင်းသွားခဲ့တာ။ Captain Bruno Fernandes ကတော့လက်ရှိရာသီမှာ United အတွက်ပြိုင်ပွဲစုံသွင်းဂိုးပေါင်း16ဂိုးဂိုးဖန်တီးမှု15ဂိုးထိရှိလာခဲ့ပြီးတော့ဂိုးပါဝင်ပတ်သက်မှုစုစုပေါင်း32ကြိမ်ထိရှိလာခဲ့ပြီဖြစ်ပါတယ်။ဒီတော့အချုပ်ဆိုရမယ်ဆိုရင်တော့ကျွန်တော်တို့အသင်းဟာဒီနေ့ပွဲမှာ Patrick Dorgu မပါဝင်နိုင်တာရဲ့ Joshua Zirkzee ပွဲဥတော့မပါဝင်နိုင်တာရဲ့အကြောင်းအသင်းစားပုံနဲ့နည်းလေးတော့ရှိန်ကြီးဖြစ်တယ်။ Leicester ရဲ့တစ်ချက်ဖိအားပေးရတယ်လို့ခံရတယ်။ဒီ Joshua Zirkzee ရှေ့မှာမပါတာလေကစားအားလုံးကအဲ့ဒီပဲချက်မှာအရန်သိတာ။ Edison C ကနေကျွန်တော်တို့ကဒီ off the ball တွေမှာဘာမှမျှော်လင့်လို့မရဘူးလေ။ဝင်းဘက်နေရာတွေမှာလည်းဒီကိုဒါလော့နဲ့မာဆာရာဝီဆိုတာဟိုးရင်တော့လည်းအဆင်မပြေခဲ့တဲ့ဝင်းဘက်ပဲ။ Patrick Dorgu ရဲ့ impact ကိုလည်းရှေ့ဆိုစီတက်တဲ့ပွဲတော်ကမြင်ခဲ့ကြရပြီးပဲ။ဒီတော့ဝင်းဘက်သမားကောင်းတယောက်သာပိုင်းအသင်းရဲ့ကစားပုံကပို့ပြီးတော့ကြွရဲပေါ့နော်။ဒါပေမဲ့ဒီနေ့ပွဲမှာကစားသွားတာကဒါလော့မာဆာရာဝီဝင်းဘက်အဲရစ်ဆင်နံပါတ်10နဲ့ကစားတာကိုပဲကစားပုံကအရင်ကထက်တော့အများကြီးတာတယ်။အသင်းကတိုးတက်လာတာကတော့တကယ်အမှန်ပဲ။ဒီ Leicester နဲ့ရှင်ပြန်ကစားသွားတဲ့လူစင်းကကျွန်တော်တို့ရဲ့အကောင်းဆုံးလူစင်းမဟုတ်ဘူးကျွန်တော်တို့ Joshua Zirkzee အရန်ထဲမှာဖြစ်တယ် Patrick Dorgu ကလည်းအနီကက်ပွဲပဲပြစ်တဲ့နောက်ဆုံးပွဲဖြစ်တာကြောင့်မပါဝင်နိုင်သေးဘူးပေါ့ဒီကစားသမားနှစ်ယောက်ကသာထပ်ဖြစ်လိုက်ရင်အသင်းကစားပုံကဒီထက်အများကြီးပိုကောင်းသွားအောင်ပါကြားထဲမှာ international break ကလည်းရှိတော့ဒီ international ပွဲတွေသွားကန်ကြမျိုးတဲ့ကစားသမားတွေနဲ့ Ruben Amorim နဲ့တော့လက်ကျင့်ချိန်တွေထပ်ပြီးပိုးရအောင်ပါပေါ့နော်ကျွန်တော်တို့ဒီ international break ပြီးပြန်လာမဲ့ပွဲတွေကြမှာပဲအသင်းခြေသွမ်းကိုထပ်ပြီးတော့စောင့်ကြည့်ရအောင်ပါပေါ့အားလုံးပဲ Leicester City အသင်းကို3ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပေါ်မှာဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများတင်ပါတယ်ရုပ်ရှင်နှစ်သက်သူများအတွက် Netflix, Prime Video, Disney Plus, HBO Max, Apple TV တချင်းနားထောင်ရတာနှစ်သက်သူများအတွက် Spotify, Apple Music များကိုအကောင်းဆုံးဝန်ဆောင်မှုများဖြင့် Zoche Group ရဲ့ Facebook Page 3ခုဖြစ်တဲ့ Zoche, Netflix Fan မြန်မာစိတ်တိုင်းကြ Digital Paradise တို့မှာဝယ်ယူအားပေးလို့ရပါတယ်။ Telegram ကနေတစ်ဆင့်လဲဝယ်ယူလို့ရပါတယ်။ Page တွေရဲ့သက်ဆိုင်ရာ link တွေကို video ရဲ့ description မှာထည့်ပေးထားပါတယ်။